Hello ဒီနေ့မှာတော့ကဘာပဲဒီဒီလေးခုံပြမှာဖြစ်ပါတယ်အဲ့ဒီဒီလေးကိုဖာဖုန်းလေးလိုက်ကြည့်ပေးကြပါဦးရှင်ကဲတွားကြမယ်တွားရောဒီတိုင်းပဲရှိချင်းဗလေဟိုလမ်းလျှောက်မတွားချင်လို့အကြောင်းမလို့တွားရောဒီတိုင်းပဲနေရာဟိုတိုင်းရသွားလို့တွားပါမယ်ရှင်လို့ပြောတာ Okay ဒီမှာပေါ့နော်အကြီးပဲ Oh my god မိုက်တယ်နော်ပေါ့အဲ့မဲ့အထဲကကြတော့ဘလို့ပုံလဲတော့မသိသေးဘူးကဲရှေ့ကနေစဝင်ပါမယ်။အိုးအကြီးရနော်။မိုက်တယ်။တော့ကြိုက်တယ်။ဘယ်ရောက်တော့လမ်းနေပြောက်။ Oh my god ဟိုအပေါ်ထိပါဟာ။အဖိုင်တော့မိုက်မှာပါ။ကဲကျွန်တော်စပြီးတော့ဗောနော်။တက်ကြမယ်။ Okay ပြုတ်ကြပြီခုံနေပြောနေပြုတ်ကြrồiဘယ်လိုလဲမှာခုံတက်ပြီဒီမှာကျမခုံတော့ဘူး Okay ပြုတ်ကြရမယ်ငါတရားဖို့ဒီမှာလည်းဘယ်လိုဖြစ်နေမလဲတော့မသိဘူးမြန်ဘော်ဒီရောက်ရင်တော့ဘာလေးတွေ့မလဲတော့မသိဘူးကိုလည်းခုံချင်းနေရာနဲ့ဒီအန်ဒီလေးပေါ့နော်ဒီဟိုအန်ဒီလေးကိုထည့်လိုက်တာပါမပြောရင်ရဘလော့ရဲ့မှာလည်းအတိုင်းပဲခွန်လိုက်တာအောက်ကိုပဲပြုတ်ကြနေလို့ဖိတ်ကမရှိဘူးကဲတခုဟိုဖြစ်တော့ဟုတ်တယ်ဖိတ်ကမရှိတော့ဒီတိုင်းပဲလှုပ်ထည့်လိုက်တော့ကျဘနဲ့ပဲတွားရမယ်ကဲဒီကတော့ဒီပေါ့နော်ဒီဟာရဲ့မှာအကြိုက်ဖန်ဒီဟာကြီးပို့ကြိုက်တယ်ပေါ့နော်ဒီရောင်ကောင်အကွင်းကြီးအဲ့ကွင်းကြီးမိုက်တယ်သူကအရန်မိုက်ချက်ကတော့မတရားပဲဟုတ်ပါရဲ့ရှင်မတရားဟောသူကဒီလိုမျိုးခေါင်းလာမှဒီဘက်ကနေဟုတ်လားဟုတ်တယ်ချက်ဗလေဒီတိုင်းခုံมาရဲ့ဖကမကြက်ပဲကြီးသွားတော့နေဟုတ်တယ်မှန်တယ်သူပြောတာသူလှုပ်လိုက်တာငါလှုပ်လိုက်တာမှန်တယ်လို့ဒီတိုင်းနေကြက်ပဲမတုံးမနဲ့အရှိကိုဖတ်သွားလို့မရတောက်လိုက်တာနဲ့အောက်ကိုတန်းကြနော်ရှိဖို့ဒီမှာရဲ့တော်ပြီငါဒီတိုင်းနဲ့တွားရမယ်ခုံလည်းမခုံကျင်တော့သူတို့ကြည့်ဒီနားလေးရောက်ခုံမယ်ဒီနားလေးတော့ပို့ကြိုက်တယ်တေးပြီအောက်ကိုပြုတ်ကြပြီပြငါလေးဖကားရထင်နေပြီခေပြရတော့ဒီမှာနော်လာခဲ့ဖန်မှာလို့ရိုက်တွေ့ကြမှာပြအမလေးမဟာလေဘလောက်ကြမ်းလဲဆိုတော့အောက်ကိုတော့ပြုတ်ကြတာမှတ်တယ်တော့ဒီနိုင်ကမခုံရဲတော့ကြောက်ပြီဘယ်ရောက်တော့အဲ့မှာအမြင်အဲ့ဒါကြီးတော်ဖိုးရဲ့ဗါလေတူကြလောက်တော့လောက်တတ်တယ်ပေါ့နော်မိုက်တယ်တွန်းလိုက်ကြိုက်တယ်ပေါ့နော်ဒီ ID လေးကိုသိချင်တဲ့သူတွေလည်း comment မှာမှတ်ခဲ့ပေးကြပါဦးရှင်ပြလို့ရှိရင်တော့ပထမတော့ဖပြောဖို့မေ့သွားရဲဆိုတော့အခုပြောလိုက်ပါအဲ့ဒါတော့တွန်းရဲ့ channel လေးကိုတွန်းရဲ့ account လေးကိုပေါ့နော် subscribe လေးလုပ်ခဲ့ပေးပါရှင်ပြလို့ရှိရင်လည်း comment မှာကိုသိချင်တာလေးလည်းမေ့သွားလေးရပါတယ်ပြလို့ရှိရင်လည်း like လေးနှိပ်ခဲ့ပေးဖို့တောင်းဖို့ချင်ပါရှင်ကဲအားလုံး bye bye အန်ဒီလေးသိချင်လည်းပြောတော့ကြပါအောင်ရှင်တော့အန်ဒီလေးပြောပါမယ်ဒါမဲ့သိချင်တဲ့သူတွေအတွက်ပဲပြောပြပေးသွားမှာပါရှင်သိချင်တဲ့သူတွေကတော့ဒီအိမ်မဲ့ကိုပါနေကိုပဲရှာကြည့်ပေါ့နော်တော့ဒီ ID လေးကိုကြာတော့ဘယ်ကနေရှာလဲဆိုတော့ menu လေးမှာမယ်ပြောလို့ရှိရင်တော့ပြောအောင်နေပါမယ်ဒီရပါနော်ဒီလေးတွားပါမယ်ပြီးရလို့ရှိရင်ဒီအနောက်လားမဟုတ်ဟုတ်လားမသိဘူးတော့ဒီလေးနှိပ်လိုက်တယ်ပေါ့နော်အဲ့ဒါလေးနှိပ်ပြီးတော့လောက်လိုက်တာပါတော့ကတော့ဒီမှာပေါ့နော်ကျဲလေးပေးထားရပေါ့နော်တုံးခုံနေရဘယ်ရောက်ဒီအဖောင်းဟာလေးပေါ့နော်အဲ့ဒါလေးပါကဲအငြိသိချင်တဲ့သူတွေလည်းမတွေ့ဖို့လို့ရှိရင်တုံးပြောပါရှင်တုံးရ
ဘယ်ရမရရပေါ့နော်ပြောပါရှင်ဒါလေးကိုမတွေ့ရသူတွေလည်းရှိကြမှာပါကဲအဖို့ရအားလုံးပဲဘိုင်နောက်ဗီဒီယိုလေးမှာကြည့်ကြမယ်